ဆရာတင်ကြားပေးတဲ့အလောင်းကစားရေတရားလှုပ်ကြည့်ပြီးစော့လိုက်တာ9သိန်းကျော်နိုင်နေဆရာတဲ့ကျေးဇူးပါဆရာတဲ့ဝမ်းသာပါတယ်အလောင်းကစားနိုင်စေတဲ့ရေတရားကိုမတိသေးတဲ့ညီကိုမိတ်ဆွေ9ရဲ့သားသမီးအားလုံးအတွက်ထပ်ပြီးတော့တင်ပေးလိုက်ပါတယ်ဒီဗီဒီယိုဖိုင်ကိုစုံအောင်ကြည့်ပေးပါအလောင်းကစားနဲ့ပတ်သက်ပြီးတော့စော်တိုင်းအနိုင်ရရှိခြင်းနဲ့ဆိုရင်ဒီရေတရားကိုသာလုပ်ပါဆရာအာမခံတယ်ဘာလို့အာမခံရဲတာလဲဆိုတော့ဆရာကိုယ်တိုင်လက်တွေသုံးခဲ့လို့လက်တွေအစွမ်းထက်ခဲ့လို့ဆရာအာမခံတာပါယုံယုံကြည်ကြည်နဲ့အသုံးချပါတခုတော့မှတ်ထားပါလောဘတော့မကြီးပါနဲ့ဘယ်လိုလုပ်ရမလဲဆိုရင်တမယာတိတချမ်းလိုမယ်အဲ့ဒီတမယာတိတချမ်းရဲ့အပေါ်မှာစနင်းမုတ်အနေငယ်ကိုတင်ပေးပါပြီးသွားပြီဆိုရင်အဲ့ဒီတမယာတိနဲ့မိမိရဲ့လက်ဖွားကိုပုတ်တိုက်ပေးပါမိမိရဲ့လက်ဖွားကိုပုတ်တိုက်နေတဲ့အတွင်းမှာမိမိရဲ့နှုတ်ကနေပြီးတော့ငါသည်ဘယ်အလောင်းကစားမဆိုဒီလက်နဲ့ထိလိုက်တာနဲ့စော်တိုင်းအနိုင်ရရှိစေဆိုပြီးတော့မိမိရဲ့နှုတ်ကနေပြီးတော့သုံးកောက်ရွတ်ဆိုပြီးအတ္တဆိုရင်ရပြီ